စွာဘုရားတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲတဲ့ဟောအရန်အရေးပါတဲ့မေးခွန်းနော်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ဟောငါပြောမယ်အဲ့လိုပြောတဲ့အခါမှာနော်အတိတ်ကာလတုန်းကဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်သွားတယ်ဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင်အဲ့ဒါငကိုယ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စပါလို့တခါကြီးကယုံကြည်မှယုံမေးတယ်ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမယ်ဆိုအဲ့ဒါနောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပေါ့ရင်ပေါ့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့အခုလုံးလုံးစင်ဟုတ်လားဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့သင်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမိတယ်ဟောစကားပြောဘယ်လောက်ကျွမ်းကျင်လဲစဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့သင်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမိတယ်လောက်စိတ်ဝင်စားတဲ့ကောင်ပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တဲ့ငါမေးမယ်အဲ့ဒီတခါကြီးကဥရဝေလကပ္ပမှာနေကုန်းရောင်မှာနေတာဟောဒီဥရဝေလကပ္ပမှာတဲ့တစုံတယောက်ဒုက္ခရောက်လို့ရှိရင်တင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ပြောကြမလို့တယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖြားလို့တယောက်ယောက်အကြီးကျယ်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလိုတယောက်ယောက်ရှိသလားတဲ့ဟာရှိပါတယ်ဗျာတဲ့တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးဘယ်လိုပြောတော့ရှိတယ်အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့တင်ဒုက္ခမရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ကိုရှိသလားတဲ့အဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ်နော်တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလားရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးကိုရှိလားရှိတာပဲလေတချို့ဘယ်သူဘလို့ပဲဒုက္ခရောက်နေနေမောက်နေနေလှမ်းနေလေကိုလည်းဘာမှမဆိုင်တာလေဘာမှကိုမှဒုက္ခမရောက်အဲ့လိုလိုကမရှိဘူးလားရှိအဲ့ဒါမြတ်စွာဘုရားဘာပြောဆိုတခါအဲ့လိုဆိုစဉ်းစားရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့တင်ဒုက္ခရောက်ရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့တင်ဒုက္ခမရောက်ဘူးတဲ့အဲ့ဒါလို့ဘာလို့ကိုယ်ပြားချာနာနေရတယ်လေသူ့ဝေပြန်မေးတာနော်အဲ့တို့ဘလို့ပြောတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှိုးရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့တပည့်တော်ဒုက္ခရောက်ရတာပေါ့ဒီတော့ချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူဘလောက်ပဲရောက်နေနေအဲ့ဒါတပည့်တော်ဒုက္ခရောက်စရာအကြောင်းမရှိဘူးအဲ့လိုဆိုရင်တခါကြီးတဲ့သင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတာသင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲဘလောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းလို့ရလားမရဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဘာထပ်ပြီးတော့ပြောလိုက်တော့ဆိုတော့တခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြရတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြ